လက်ပေါ်ကနာမည်ကြီး cinematic လက်တွေကိုတောင်းတောင်းဆွဲကိုယ့်ရဲ့ footage ပေါ်မှာဒါရိုက်တဲ့လုံးဝရုပ်ရှင်ဆန်းဆန်းလာနေပြီးတော့ထင်နေတော့မယ်လား okay ကျွန်တော်ဆောင်းတာပြပါတယ်တကယ်လို့ lab တွေကိုကျွန်တော်တို့ footage မှာဒါရိုက်ထည့်တာကကျွန်တော်တို့ရဲ့ footage က over situation ဖြစ်တဲ့ shadow တွေအရောင်တွေမှားတယ် skin tone ဆိုတော့အရန်လွဲတယ်အဲ့လိုမျိုးတွေ brother တို့ကြုံမှုမထင်ပါတယ်အဲ့ဒါက brother တို့အမှားကြောင့်လည်းမဟုတ်ပါဘူးကျွန်တော်တို့မှာlab ဆိုတဲ့ look at တွေပဲ EO lab နဲ့ creative lab မျိုးရှိပါတယ်အဲ့လိုမျိုးမတူတဲ့မျိုးရှိတာကိုလည်း beginner တွေတော်တော်များများကမသိလို့ကျွန်တော်ထင်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာအဲ့လိုမျိုးမတူညီတဲ့ lab မျိုးစားမျိုးကိုအရောင်တွေမှန်အောင် skin tone တွေမှန်အောင်ဘယ်လိုချိန်ညှိရမလဲဆိုတော့ဒီနေ့ကျွန်တော်ပြပြသွားမယ်ပါတယ် technical lab ဆိုတာပါလဲကျွန်တော် technical lab ဆိုတာဒီလိုမျိုးသတ်မှတ်လိုက်ပါကွာကျွန်တော်ပါတာပြန်ပြနေတယ်ဖန်လိုက်မယ် Apple lock ဖြစ် Sony lock ဖြစ်ပေါ့နော်ကင်မရာကနေမှန်တိုင်ရိုက်လာတဲ့ flat ဖြစ်နေတဲ့ကျွန်တော် logo ကျွန်တော်မျက်လုံးကနေကျွန်တော်မြင်နေကြအပါဝအလင်းတွေမှန်ကန်တဲ့အယောင်တွေဥပမာဆိုရင် Raspberry online ဖြစ်တဲ့ standard အယောင်တွေဖြစ်အောင်သူကပြောင်းလဲပေးတဲ့ formula တစ်ခုပေါ့နော်ဥပမာသူ့ရဲ့အလောက်ကဘာလဲဆိုတော့မှန်ကန်တဲ့အယောင်ပြီးတော့တဘာဝအတိုင်းဖြစ်အောင်လုပ်ပေးတဲ့ lab ပေါ့နော်ဥပမာ Sony ကနေထုတ်ထားတဲ့ Log 2 Raspberry online lab ဆိုရင်ဒါတွေက basic color correction lab ဖြစ်ပါတယ် creative lab ဆိုတာပါလဲ creative lab ဆိုတာ maker တို့မဟုတ်filter နဲ့တူတူပဲပေါ့ခက်မှာဆိုရင် filter လို့ထည့်တာအဲ့လိုမျိုးပုံစံတွေပေါ့နော်ဥပမာ theme orange တို့ orange lab joker lab oppenheimer lab အဲ့ဒါနဲ့ပုံမှာရောင်းစားကြတယ်အများကြီးပဲဗျာအဲ့လိုတော်တော်များ creative lab ပဲပေါ့နော်အဲ့လိုမျိုး creative lab အားတာချက်တစ်ခုကကျွန်တော်တို့လိုချင်တဲ့ theme ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ theme ပုံစံအဲ့ lab ထည့်တာနဲ့သူကလုပ်ပေးတယ်ဖန်တီးပေးတယ်ဒါပေမဲ့တတိထားမှချက်ကအဲ့ creative lab တော်တော်များများပေါ့နော် log footage ပေါ်မှာတော်တော်များများအလုံးမလုံးဘူးပေါ့နော် log footage ပေါ်မှာထည့်တာနဲ့ကျွန်တော်တို့အယောင်တွေ situation များသွားတာတို့shadow မှားသွားတာတို့အကုန်လုံးကမဖြစ်ကုန်တယ်တော်တော်များများကကျွန်တော်တို့ footage တွေကိုဖြည့်ဆည်းတာများတာပေါ့နော် okay ဒီနေ့ကျွန်တော်အခုဒီပန်ကြီးမှာcreative lab နဲ့ဒီ technical lab ပေါ့ကျွန်တော်ရှင်းမတော့မှာပြပါတယ်creative lab ကဥပမာဆိုကျွန်တော်တို့ဒီပန်ကြီးမှာသူက free ပေးထားတဲ့နေရာရှိပြီဒီမှာ filling lab ဆို free ပေးထားရှိတယ် Raspberry online 238တော့ပေါ့နော်ကျွန်တော်ထည့်လိုက်တယ် okay ဒါဆိုရင်လူပေးတာ creative lab ကျွန်တော်ပြီးတော့မှကျွန်တော်တို့ဘုရားတော်ကျွန်တော်ရိုက်ထားတဲ့ footage ပေါ့နော် okay ဒါတော့ exposure ချိန်မယ်ပြီးတော့ shadow တွေချမယ် okay ဒါဆိုရင် creative lab ပေါ့ဒါက original ပေးထားတဲ့ lab တွေပေါ့နော်ဒါဆိုရင်မှိုင်းတိုင်နဲ့ကျွန်တော်တို့မှာ situation ကျွန်တော်တင်ရင်လဲသူရဲ့ lab ကကောင်းတာလည်းပါတယ်ပြီးတော့ကျွန်တော်ဒီက situation တွေနည်းနည်းတော့များတယ် okay ဒါကကျွန်တော်ရဲ့ lab time ဒီ log နဲ့ကျွန်တော် control command C နှိပ်ပြီးတော့ဒီ footage ကိုကျွန်တော်ပြန်ထည့်သူကအဲ့လိုမျိုးဒါက filling lab ပေါ့နော်ဒါက WG ပေးထားတဲ့ original filling lab တွေကောင်းတာလည်းပါတယ်ဒါလည်းမကိုက်တာလည်းပါတယ်ကိုရိုက်တဲ့အပေါ်ကိုတည်တာပေါ့နော် okay ဒီဟာက creative lab yo lab တွေပေါ့နော်တကယ် lab တွေကဘယ်လိုမျိုးဆိုတော့ Sony ကထုတ်ထားတဲ့ lab ပေါ့နော်ဒါက WG မှာလည်းပါပြီးသားပေါ့နော်ဒီ original ဒါလုံးဝ original တွေ free version မှာလည်းရှိလားမသိဘူးနော်အဲ့တော့ဒီမှာ Sony ကထုတ်ထားတဲ့ lab တွေပေးထားတယ်ဒီမှာဆိုသူ့ရဲ့ Sony ကပေးတဲ့ original lab တွေပေါ့နော်ဒါလည်းသုံးလို့ရတာပေါ့နော်တကယ်လည်းကောင်းတယ်ကျွန်တော်ဆိုသုံးတယ်ပေါ့နော်ဒါက Sony ပေးထားတဲ့ original lab တွေတကယ် color correction lab တွေပေါ့နော်တကယ်လည်းကောင်းတယ်ဒီမျိုးလေးလောက်ရရတယ်လို့ CSD နဲ့ကျွန်တော်ပြန်ဆောက်လို့ရတာပေါ့နော်ဥပမာ CSD နဲ့ဆောက်ကျွန်တော်ပြောပြအောင်မယ်ဒါ CSD ဆောက်တာလဲကျွန်တော်ပြောရင် note နဲ့ပြန်ပြီးဆောက်တာပေါ့နော် Raspberry online ပြန်ပြောင်းတဲ့ standard ပြန်ပြောင်းတဲ့ပုံစံလဲကျွန်တော်လုပ်လို့ရတာပေါ့နော် S-Log 3 ကနေ Raspberry online ပြောင်းတာပေါ့နော် Gamma 2.4 ဒါဆိုရင်ကျွန်တော်ပြောင်းလို့ရတဲ့ပုံစံဖြစ်ပါတယ် lab ဆိုတာ magic မဟုတ်ပါဘူးဥပမာကျွန်တော်တို့ marketing နဲ့ပါတော့မြင်နေရကွာ This is the magic lab one click okay ကျွန်တော်တို့တွေ lab ကိုဘယ်လိုအချိန်ဘယ်လိုနေရာဘယ်လိုရည်ချက်တောင်းရမယ်ဆိုတာဘာလို့နားလေသဘောပေါက်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီလိုမျိုးဗီဒီယိုတွေကိုသဘောကျမယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယို save ထားပြီးပို့ပြီးတော့နေ့တိုင်းကြည့်နေတယ်ဆိုရင်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ပေးကြပါ okay ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲကံကောင်းခြင်းများစွာနဲ့ပိုင်ကြပါစေ bye bye